အားလုံးပဲမင်္ဂလာပါမှုကြွားရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာကိုချစ်ရတဲ့သူကိုယ့်ရဲ့တစ်ဖက်သက်ချစ်သူကိုယ့်ရဲ့ကြီးစားဟောင်းစသဖြင့်ဒီခုလိုချင်တဲ့သူတွေကိုကိုယ့်ဘဝထဲဝင်လာဖို့ကိုနဲ့ချစ်သူဖြစ်ဖို့ပေါင်းဖက်ရဖို့အတွက်ဆန္ဒရှိတဲ့သူတွေရှိကြမယ်လို့ထင်ပါတယ်အကယ်၍ရှိရဲဆိုရင်တော့ဒီဗီဒီယိုကိုဆုံးနဲ့ကြည့်ပေးကြပါဦးနော်ကျမတို့လိုချင်တဲ့သူတယောက်ကိုရဖို့အတွက်သူကကိုပြန်ချစ်လာဖို့ဘဝတွေကိုဝင်လာဖို့အတွက်ဆိုရင်ကျမတို့ထဲတော့ဒီမွေးကြတယ်ဘေးတွေတက်ကြတယ်သူနဲ့ကိုနဲ့ဖူးစာပါမပါကံပါမပါကြည်တက်ကြတယ်ပြီးတော့ဒါသူတို့ပြန်လာဖို့အတွက်အစီအစဉ်တွေလုပ်တာ space တွေလုပ်တာအဆောင်တွေဆောင်တာမျိုးစသဖြင့်ပေါ့နော်မျိုးစုံလုပ်တတ်ကြတယ်ဒါတော်တော်များများဆိုလို့ရှင်လဲmanifestation တွေလုပ်တာ affirmation တွေရွတ်တာ subliminal တွေနားထောင်တာစသဖြင့်နီးမျိုးစုံနဲ့ကျမတို့စူးစမ်းကြတယ်ဒါပေမဲ့အဲ့လိုစူးစမ်းလေဒီလူဟာကိုယ့်ဘဝထဲကနေတဖြည်းဖြည်းဝေးကွာလေကျမတို့လိုချင်တဲ့ result နဲ့အပြင်လက်တွေ့ဘဝမှာဖြစ်လာတဲ့ result တွေကလုံးဝကြီးကွဲပြားခြားနာနေတာကိုတွေ့ဘူးကြလိမ့်မယ်ပေါ့နော်ဒီဗီဒီယိုကိုကြည့်ရတဲ့သူတွေထဲမှာအဲ့လိုမျိုးကြုံရတဲ့သူတွေအများကြီးရှိပါလိမ့်မယ်ဒါကြောင့်လေလူတွေကပြောကြပါတယ်လူတယောက်ကို manifest လုပ်ကြတာသိခတ်ပါတယ်တဲ့ဒါပေမဲ့တကယ်တမ်းမှာတော့လူတယောက်ကို manifest လုပ်ကြတယ်ဆိုတာကကိုလိုချင်တဲ့ပစ္စည်းလေးတစ်ခုကို manifest လုပ်လို့ပဲအရန်လွယ်ပါတယ်ဒါကြောင့်ဒီနေ့မှာလူတယောက်ကိုအောင်မြင်အောင်ဘယ်လိုမျိုး manifest လုပ်ကြမလဲကိုယ့်ရဲ့ချစ်သူနဲ့ပေါင်းဖက်ရအောင်ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတာကိုကျွန်မက step by step နည်းလမ်းလေးတွေနဲ့ပြပေးသွားမှာမလို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါဦးနော်โอเคကျမတို့ဒါ manifestation လုပ်ကြတဲ့အခါလူတွေကဘာလို့ manifest မှာအောင်မြင်တာလဲဆိုတာကိုအရင်ဆုံးစပြောဖို့လိုပါတယ်ကျမတို့ကဒါအထူးသဖြင့်လူတွေပေါ့နော်ကိုယ့်ရဲ့ specific person လို့ခေါ်ရဲကိုယ့်ရဲ့ဒါတစ်ဖက်သူကို manifest လုပ်တဲ့အခါမှာလူတွေကမအောင်မြင်ကြဘူးဘာလို့လဲဆိုတော့သူက manifest လုပ်နေရင်းနဲ့ပဲလက်ရှိကျမတို့ရဲ့ဒါ 3D reality လက်ရှိဖြစ်နေတဲ့အခြေအနေကိုအရင် check လုပ်မိတယ်ကျမတို့လက်ရှိမှာသူပြန်မလာသေးဘူးပြန်လာသေးဘူးဆိုပြီးတော့စိတ်ထဲမှာတောကားရောက်နေတာတွေအခုချိန်မှာသူပြန်မလာရင်သူကခြားကြောက်စီပါအောင်ဘယ်လိုလုပ်မလဲသူအခုချိန်မှာဘယ်သူနဲ့ရှိနေမလဲစသဖြင့်ပေါ့နော်ဒါကိုကလေအဲ့လက်ရှိမှာမဖြစ်လာသေးတာယူအရင်အာရုံစိုက်ပြီးတော့စိတ်ကသွားလောနေမိတတ်တယ်အခါကြလို့ရှင်ကိုကသူ့ရဲ့ဒါ social media တွေသူ့ရဲ့ပြင်ပဘဝအတော့မဟုတ် social media ကိုလိုက်ပြီးတော့အသေးအတန် like chat မိတာတွေသူဘယ်သူနဲ့ like ပေးတာလဲဘယ်သူနဲ့ comment ရေးလဲအဲ့ comment ထဲမှာ like ပေးထားတဲ့သူတွေထဲမှာဘယ်သူတွေရှိလဲဆိုတာကိုက like ပြီးတော့လေဒါစစ်ဆေးနေတတ်ကြတယ်ပေါ့နော်အဲ့လိုလေလောက်လာလေကိုကလေသူနဲ့ဝေးကွာလာလေလို့ခံစားရပြီးစိတ်ထဲမှာကွာအရန်ကြီးဒါပူလောင်မွန်းချက်မှုတွေနဲ့ manifestation တွေကဆုံးရှုံးသွားတတ်ကြတယ်ပေါ့နော်အဲ့မှာတနေ့မှာ10ကောင်အခါနဲ့10ဒါမှမဟုတ်တနေ့ကောင် affirmation တွေရှိကြတယ်စိတ်ထဲကနေမပါဘဲနဲ့သူကငါ့ကိုချစ်တယ်သူငါစီလာနေပြီဆိုရင်အချိန်ပြောတယ်တစ်ဖက်မှာလဲကွာအဲ့လိုမျိုးဒါပစ်ကပိုင်းနေကြည်တာမျိုးတဲရော်တွေတွားမိတာဘေးတွေတွားမိတာသူဘယ်တော့ပြန်လာမှလဲဆိုပြီးတော့ဒါစိတ်ကလောနေမိရမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာကျမတို့ကကိုယ့်ရဲ့ manifestation ပေါ်မှာယုံကြည်မှုမရှိတော့ဘဲနဲ့လုံလောက်တဲ့ယုံကြည်မှုလုံလောက်တဲ့အားစိုက်မှုမရှိတော့ဘဲနဲ့ကျမတို့ရဲ့ပြင်ပသူမရှိသေးဘူးဆိုရယ် 3D reality ကိုအရင် check လုပ်မိနေတယ်ပြောမယ်ဆိုရင်ကျမတို့ကပေါ့နော်အခုချိန်မှာကိုလိုချင်တာရလိုက်ပြီဆိုလို့ရှိရင်ကျမတို့ကလေအဲ့အရာကိုသိပြီးတော့ခရူးမဆိုင်တော့ဘူးလိုချင်တာရသွားပြီဆိုတဲ့အခါမှာက okay ငါရသွားပြီဆိုပြီးဒါစိတ်ချလက်ချနေလိုက်ကြတယ်ပေါ့နော် manifest လုပ်တဲ့အခါမှာတော့လူတွေကဘာမှအဓိကဖြစ်တယ်ဆိုတော့ကျမတို့ကအဲ့လိုမျိုးမနေနိုင်ကြဘူးငါရသွားပြီဆိုပြီးတော့စိတ်ချလက်ချမနေနိုင်ကြပဲနဲ့ခုချိန်သူဘယ်သူနဲ့ရှိနေမလဲသူငါစီပြန်လာပါတော့မလားဆိုပြီးတော့ဒီလိုမျိုးမဖြစ်လာသေးတဲ့အချိန်ကိုအတဲအတန်သွားပြီးတော့ track မိနေတာပူလောင်ခံစားရတာကိုသွားပြီးတော့ obsession သွားဖြစ်တယ်ပေါ့နော် obsession ဆိုတဲ့ဒါအစွဲအလန့်ကြီးမှုတွေကအဲ့လိုမျိုးဒါလက်တွေ့ဘက်မှာမဖြစ်လာသေးတဲ့အရာတွေပေါ်မှာအစွဲအလန့်တွေဖြစ်ပြီးတော့ကိုနာကျင်အောင်လှုပ်လာကြတယ်အဲ့လိုမျိုးနာကျင်လာတဲ့အခါမှာကျမတို့ခံစားမှုတွေကျမတို့ရဲ့ဒီ vibration energy တွေတဖြည်းဖြည်းကျလာတယ်အဲ့လိုမျိုးပူလောင်တဲ့အခါလူတယောက်ကိုသွားပြီးတော့ကွာဒီမရောက်လာသေးဘူးဆိုတဲ့အခြေအနေကိုသွားတတ်မှတ်တဲ့အခါမှာတက်မလာတဲ့အခါမှာကျမတို့ကဘာဖြစ်လာလဲဆိုတော့စိတ်ထဲမှာဒါ lack ဖြစ်လာတယ်ငါမရသေးဘူးငါမပိုင်သေးဘူးငါဝမ်းနေနေတယ်ငါမပျော်ရွှင်ရဘူးငါယုံကြည်မှုမရှိဘူးစတဲ့ low vibration နဲ့ energy တွေကိုရောက်လာတယ်အခါကျရင်ကျမတို့ကဘာဖြစ်လဲဆိုတော့ manifest ဆိုတာကကျမတို့လိုချင်တဲ့အရာကိုပေးရမှာမဟုတ်ဘဲနဲ့ကျမတို့ကကိုလိုချင်တဲ့အရာနဲ့ကိုက်ညီတဲ့ energy ရှိနေမှသာအဲ့အရာကိုပေးရပါတော့အဲ့တော့ကျမတို့ကပျော်ရွှင်တဲ့ဘဝတစ်ခုသူနဲ့ကိုယ်နဲ့ချစ်နေကြပါပြီဆိုတဲ့ဘဝတစ်ခုကိုလိုချင်တဲ့အခါမှာကျမတို့ကပျော်ရွှင်တဲ့ energy အချစ်တွေပြေဝနေတဲ့ energy နဲ့ပဲဆွဲခေါ်လို့ရပါတယ်သူမရောက်သေးဘူးသူငေါ့စီမှာမရှိသေးဘူးသူဘယ်သူနဲ့ရှိနေမလဲစသဖြင့်ကိုမှမရသေးဘူးဆိုတော့ဒီ lack ဖြစ်နေတဲ့ကင်းမဲ့နေတဲ့ energy ကိုမရသေးဘူးဆိုတဲ့ energy ဝမ်းနဲ့နေ energy နဲ့သူ့ကိုတောင်းဆွဲဆောင်မယ်ဆိုရင်တော့ကျမတို့ရဲ့လက်တွေ့ဘဝမှာလည်းပို့ပြီးတော့ဝမ်းနဲ့စရာကောင်းတဲ့အရာတွေပို့ပြီးတော့ဝေးကွာမှုတွေကိုပဲရမှာပေါ့နော်ဒါဆိုရင်တော့ manifest တွေဘာလို့မအောင်မြင်လဲလူတွေဘာကြောင့်ကြာရှုံးရလဲဆိုတဲ့ဟာကိုတော့ဒါအကြံပြနားလည်လောက်ပြီလို့ထင်ပါတယ်โอเคဒါဆိုရင်ကျမတို့ကအရင်ဆုံး manifest လုပ်တဲ့အခါမှာအရေးကြီးဆုံးကဘာလဲဆိုတော့
ကိုချစ်ရတဲ့သူကိုချစ်သူအနေနဲ့လိုချင်တယ်ဆိုလို့ရှိရင်ဘလို့ပုံစံနဲ့လိုချင်တာလဲဆိုရယ်တိကျသတ်မှတ်တဲ့တိကျကျဆုံးဖြတ်ထားတဲ့အရာတစ်ခုရှိရတယ်ဥပမာကိုကလူတစ်ယောက်ကိုကြိုက်တယ်သူနဲ့ငါချစ်သူဖြစ်ချင်လိုက်တာပါဆိုပြီးတော့ဒီလိုဟာလေးနဲ့ပဲ manifest လုပ်လို့မရဘူးသူနဲ့ငါချစ်သူဖြစ်တဲ့အခါသူကငါ့ကိုဘလို့ဆက်ဆံမှာလဲသူကငါ့ကိုဘလို့မျိုးရေးထားမှာလဲစသဖြင့်ပေါ့နော်ကိုကသူ့စီကလိုချင်တဲ့ဒါ view ဆိုင်မှုတွေကျင်နာမှုတွေကိုကလည်းသူ့ကိုပေးမဲ့ view ဆိုင်မှုတွေကျင်နာမှုတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ visualization လုပ်တာမျိုးအဲ့လိုမျိုးဒါ manifestation တွေနဲ့ဒါလောက်ကြရတယ်ပေါ့နော်ကိုကသူ့စီကဘာကိုလိုချင်တာလဲကိုကရောသူ့ကိုဘာတွေပေးနိုင်လဲစသဖြင့်ဒီခံစားချက်တွေ view ဆိုင်မှုတွေအချစ်တွေသူမဟုတ်သူစီကဒါ validation လို့ခေါ်တဲ့အတိအမှတ်ပြုခံရမှုတွေလားသူမဟုတ်သူရှိရင်လုံခြုံရမယ်တကယ် safe feeling တွေလားသူမဟုတ်သူကကိုအရင်ကကြုံခဲ့ရဘူးတဲ့ဒီလိုမျိုးဒါ toxic RS ဒီလိုမျိုးပဲကိုဆက်ဆံမှာလားဆိုတော့အရာတွေရှိရပေါ့နော်ကျမတို့ကအဲ့ဒါဆိုရင်ဘာလဲဆိုတော့ကျမခုနကပြောခဲ့သလိုပဲလူတစ်ယောက်ကိုလိုချင်ပြီဆိုလို့ရှိရင်ဒီလူကိုငါကဘယ်လိုလိုချင်တာလဲအရင်လူတွေကကို toxic RS တွေကို toxic ဆန်ဆန်ပြုတ်မှုသွားတဲ့အရာတွေကိုပဲကိုကလိုချင်တာလားတော့မဟုတ်ဒီလူဟာကိုပေါ်မှာတကယ်ကောင်းပြီကိုကလည်းသူ့ပေါ်မှာတကယ်ကောင်းတဲ့ agent နဲ့ relationship တခုလိုချင်တာလားဆိုတော့ကိုကတိကျကျဆုံးဖြတ်ဖို့လိုပါတယ်တကယ်လို့အဲ့နေရာမှာမဆုံးဖြတ်ခဲ့ဘူးဆိုရင်ကိုယ့်ရဲ့ဒါ manifestation ပေါ်ထားရှိရဲ့ယုံကြည်မှုကြောင့်ကိုယ့်ရဲ့ manifestation ကအောင်မြင်လာခဲ့နိုင်ပေမဲ့ကိုကအရင်တုန်းကပေါ့နော်ကိုအရှိက IS တွေမှာကြုံခဲ့ရတဲ့ကိုပေါ်မှာ queue မဆိုင်မှုတွေကိုတန်ဖိုးမထားတာတွေကိုစိတ်ထဲကဆွဲပြီးတော့သူကလည်းငါ့ကိုတန်ဖိုးထားမှာမဟုတ်ပါဘူးသူကရောငါ့ကိုအချိန်တန်ဖောက်ပြန်သွားမလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ဒါကိုစိတ်ထဲမှာဒါတွေကအမြင့်တွယ်ပြီးတော့ရှိနေမယ်ဆိုလို့ရှိရင်ကိုကဘလို့မှဒီ manifestation ကိုဒါအောင်မြင်နိုင်ရှာမှာမဟုတ်ဘူးပေါ့နော်အရှိမပြောခဲ့သလိုပဲသူ့ကိုရခဲ့မယ်ဆိုရင်တော့မှဒီလူဟာကိုယ်စိတ်ထဲမှာယုံကြည်နေတဲ့အတိုင်းကိုယ့်ပေါ်မှာမကောင်းတဲ့ဆက်ဆံတာတွေကိုယ့်ပေါ်မှာတောက်ဆစ်ဆန်ဆန်ပြုတ်မှုတာတွေကိုသူကိုယ်တိုင်ဒါပြုတ်လုပ်လာမိပါလိမ့်မယ်။ဒါကြောင့်အဲ့လိုမျိုးဖြစ်လာမယ်ဆိုလို့ရှိရင်လူတွေကဒါဘာပဲပြောကကိုယ့်ချစ်သူစီကနေလုံခြုံစိတ်ချမှုတော့လိုချင်ကြတယ်အချစ်ခံချင်ကြတယ်ပေါ့နော်။အကယ်၍ကိုယ့်ရဲ့ manifestation တွေကမှားသွားလို့ကိုယ့်ရဲ့ဒါအုံနောက်ထဲကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့နှလုံးသားထဲမှာဆွဲကင်ထားတဲ့ဒီ core belief တွေကိုကိုကမပြင်မဲနဲ့သူကတော့ငါ့ကိုချစ်မှာမဟုတ်ပါဘူးတစ္ဆာရှိမှာမဟုတ်ပါဘူးတန်ဖိုးထားမှာမဟုတ်ပါဘူးဆိုတဲ့ဒီဓပြားဟောင်းကြီးကိုပဲအဖန်တလဲလဲထပ်ဖွင့်နေမယ်ဆိုရင်ဒီလူကလည်းကိုနဲ့မตายရတဲ့မကောင်းမွန်တဲ့ relationship တစ်ခုအနေနဲ့ပဲကြံခဲ့မှာပေါ့နော်ဒါကြောင့်သူကကိုလေးစားစေချင်တာလားတော့မဟုတ်ပိုပြီးတန်ဖိုးရှိစေချင်တာလားဘလို့ခံစားချင်တာလဲစသဖြင့်ကိုကလိုချင်တဲ့အရာတွေကိုကောင်းတဲ့အရာတွေကိုတေချာသတ်မှတ်ရမယ်အဲ့လိုသတ်မှတ်ပြီးမှသာလျှင်ကျွန်မပြောတဲ့ affirmation ပဲရွရွ visualization ပဲလုပ်ကျွန်မ journaling ပဲချရေးကိုလုပ်ချင်တဲ့ technique နဲ့ကိုလုပ်လို့ရမှာပေါ့နော်အဓိကတော့ကိုယ်စိတ်ထဲမှာအရေးကြီးဆုံးကဒီ technique တွေဆိုတာကအဓိကမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာကရှိနေတဲ့ယုံကြည်မှုကိုယ့်ရဲ့ပျော်ရွှင်မှုကိုယုံကြည်ရတဲ့ဒီ core belief system ကိုပဲ manifestation ကပြန်ရတာဖြစ်တဲ့အတွက်ကြောင့်သူဟာကိုယ့်ပေါ်မှာဘလို့ဆက်ဆံရတာလဲဘလို့ချစ်မှာလဲဆိုတဲ့ဟာကိုကရေယုံကြည်နဲ့လက်ခံထားဖို့လိုပါတယ်ကဲဒါဆိုလို့ရှိရင်အဲ့လိုမျိုးယုံကြည်လာဖို့ဆိုလို့ရှိရင်ကျမတို့အရင်တုန်းကပြောခဲ့တဲ့ခုနကဓပြားဟောင်းကြီးဇလန်းဟောင်းတွေ old story တွေကိုဖြုတ်ပစ်ဖို့လိုတယ်ကျမတို့တွေကဒီလိုမျိုးကိုယ့်ရဲ့ချစ်သူတယောက်ကိုကြိုက်နေလူတယောက်ကြောင့်စဉ်းစားပြီးဆိုလို့ရှိရင်အတိတ်ကဒဏ်ရာတွေအတိတ်ကယုံကြည်ချက်အမှားတွေကိုပဲခေါင်းထဲမှာပြန်ပြီးသွင်းတတ်ကြရတယ်ပေါ့နော်ကျမပြောခဲ့တယ်ငါ့ကိုဘယ်သူမှမလို့ချင်ကြဘူးဘယ်သူကမှမရွေးဘူးသူကငါ့ကိုတကယ်မချစ်နိုင်ပါဘူးငါရဲ့ relationship တွေကဘာလို့အမြဲတမ်းပြတ်သွားရတာလဲမသိဘူးဆိုပြီးတော့ကိုယ့်ရဲ့ခေါင်းထဲမှာကိုယ့်ရဲ့စိတ်ထဲမှာအဲ့ဓပြားဟောင်းတွေဇလန်းဟောင်းတွေကိုပဲထက်တက်လဲလဲပုံဖော်နေတတ်ကြရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့မှတ်ထားရမှာကဘာလဲဆိုတော့ manifestation ကအပြင်လောကက reality ထက်ကိုယ့်ရဲ့စိတ်ထဲမှာယူဆထားတဲ့ကိုယ့်ကိုယူဆချက်ကိုယ့်ရဲ့စိတ်ထဲမှာယုံကြည်နေတဲ့အမြင့်တွယ်နေတဲ့ယုံကြည်မှုတွေကို manifestation ကပေးတာဒါကြောင့်ရှင်ကကိုယ့်ကိုအမြဲတမ်းဆုံးဖြတ်ခံရတဲ့သူလို့ယူဆထားမယ်ဆိုလို့ရှိရင်ဘလောက်ပဲနီးလန်းတွေတုံး spare တွေပဲလှုပ်အစီရင်တွေပဲဘာလို့ပဲလှုပ်ပြင်လောကမှာတော့တကယ်တမ်းမှာတော့ကွာသူ့ကိုရခဲ့တာမှအချိန်တန်ရင်အဆွတ်ပစ်ခံရတဲ့အခြေအနေတွေနာကျင်ရမယ့်အခြေအနေတွေပဲဖြစ်သွားလိမ့်မယ်ပေါ့နော်ဒီချက်ကတော့ဒါကျမတို့အရန်လှုပ်ဖို့တိတ်ခတ်ခဲကြတယ်ဒါကြောင့်အဲ့လိုခက်ခဲတဲ့အတွက်ကြောင့်လေလူတွေကသူတို့လိုချင်တဲ့လူကိုမရကြတာများပါတယ်ကျမတို့အတိတ်ကဖြစ်ခဲ့တဲ့ကိစ္စတွေဒါအတိတ်ကလူတွေကကျမတို့ပြောခဲ့တဲ့စကားတွေသူတို့ဆက်ဆံတဲ့ပုံတွေကိုကျမတို့ကလေခေါင်းထဲမှာအမြဲတမ်းဆွဲပြီးတော့ကိုယ့်ကို victim mindset နဲ့နေတတ်ကြတယ်ငါတော့အချစ်ခံတာမဟုတ်ဘူးငါကအမြဲတမ်းဒီလိုပဲဆိုရတာကိုဒါ victim mindset နဲ့နေကြတယ်ဒါပေမဲ့ကျမတို့ကတကယ်ပျော်ရွှင်တဲ့ဘဝတစ်ခုလိုချင်နေဆိုလို့ရှိရင်ကျမတို့စိတ်ထဲမှာဒါဆွဲမြဲနေတဲ့ကိုယ်တိုင်ဒါတွဲညှိမိနေတဲ့ဒီမကောင်းတဲ့ခံစားချက်တွေဝမ်းနဲ့စရာနှကျင်စရာအတိတ်ဆိုးတွေကိုလုံးဝပြီးတိုင်းလွှတ်ချဖို့လိုပါတယ်အဲ့လိုလွှတ်ချမှသာကျမတို့ကလိုချင်တဲ့ဘဝကိုရမှာအကြိမ်မလွှတ်ချနိုင်ဘူးဆိုလို့ရှိရင်ကျမတို့ကဒီဇလန်းဟောင်းကြီးကိုပဲစုပ်ကင်ထားပြီးကိုလိုချင်တဲ့ဇလန်းတက်ကဘယ်တော့မှရှာမှာမဟုတ်ဘူးပေါ့နော်ဒါဆိုရင်ကျမတို့ကကိုယ့်ပေါ်မှာကိုထားတဲ့ယုံကြည်မှု self concept တွေကိုဘယ်လိုမျိုးတည်ဆောက်ရမလဲပေါ့နော်
manifest လုပ်တဲ့အခါမှာအထူးသဖြင့်လူတစ်ယောက်ကို manifest လုပ်တဲ့အခါမှာအရေးကြီးဆုံးကဘာလဲဆိုတော့ကိုမချစ်တဲ့သူတစ်ယောက်ဟာသူများကကိုချစ်လာဖို့အတွက်သွားပြီး manifest လုပ်ရင်မအောင်မြင်ပါဘူး။ဘာလို့လဲဆိုတော့ကျွန်မပြောခဲ့သလိုပဲ manifest လုပ်တယ်ဆိုတာကကျမတို့ရဲ့စိတ်ထဲမှာရှိတဲ့ယုံကြည်ထားတဲ့အတိုင်း universe ကကိုပြန်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဟာကျမတို့စိတ်ထဲမှာကိုမချစ်ရင်တန်ဖိုးမထားရင်ကျမတို့ကိုချစ်မဲ့အရာတန်ဖိုးထားမဲ့အရာတွေကရောက်လာမှာမဟုတ်ဘူး။ဒါကြောင့်ကိုတန်ဖိုးမထားတဲ့သူမချစ်တဲ့သူတယောက်တော်လူတယောက်ကို manifest လုပ်ရတယ်ဆိုတာမအောင်မြင်တဲ့ခရီးလမ်းတစ်ခုလိုပါပဲပေါ့နော်။ဒါကြောင့်ကျမတို့သိထားမှာကျမတို့ရဲ့ energy ကသူ့ကိုသွားပြီးတော့ကိုယ့်ရဲ့တစ်ဖက် specific person ကိုသွားပြီးတော့နင်ငါ့ကိုချစ်ပေးနော်နင်ငါ့ကိုနင်ရဲ့ချစ်သူဖြစ်လက်ခံပေးပါနင်ငါ့ကိုရွေးချယ်ပေးပါဆိုပြီးခါခါရတောင်းဆိုရမှာမဟုတ်ဘူးသူကတာလျင်ကိုယ့်ရဲ့အချစ်ကိုစ조사ရယူဖို့စ조사နေရဆိုတဲ့ energy ကို shift လုပ်ပြီးပြောင်းရမှာပေါ့နော်ကျမတို့ကကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ energy ကငါကဘာတူမဆိုလိုချင်ရမယ့်စုလက်လေးတစ်ခုငါကလူသားအလုံးရဲ့ရွေးချယ်ခံတစ်ခုလူတွေကငါ့ကိုလိုချင်ကြတယ်လူတွေကငါရဲ့အချစ်ကိုရဖို့အတွက်စ조사ကြတယ်ဆိုရက်ကိုဦးစားပေးရတဲ့ပထမနေရာမှာဦးစားပေးရလူတစ်ယောက်ဖြစ်ဖို့လိုတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ကျမတို့ဟာစုလက်တစ်ခုလို့ကိုဂျူးစားရမယ်မြင်အောင်ရမယ်လက်ခံရပါမယ်လူတွေကပထမစုကိုရယူဖို့အတွက်အသေးအတန်စ조사တက်ကြတယ်မလားအဲ့လိုပဲကိုအတွက်တော့ကိုကစုလက်လေးတစ်ခုဖြစ်တော့မှသာလျှင်အဲ့စုလက်ကိုရယူဖို့အတွက်လူတွေကစ조사ကြမှာmanifest လုပ်တယ်ဆိုတာကပြင်ပလောကကနေကိုကဆွဲယူတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အတွင်းကဘာကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ကိုယ့်ရဲ့နှလုံးသားရဲ့ကဘာလေးကိုယုံကြည်ထားတဲ့ကိုလက်ခံထားတဲ့အရာတွေကိုကိုကပြောင်းလဲမှသာလျှင်အပြင်လောကကြီးကကိုယ့်ရဲ့ယုံကြည်မှုအတိုင်းကိုလိုက်ပြောင်းမှာဖြစ်ပါတယ်။အဲ့လိုဖြစ်ဖို့အတွက်လည်းကျမတို့ရဲ့အတွင်းစိတ်ကိုပုံမှန် affirmation လေးတွေနဲ့ဒါတဖြည်းဖြည်းချင်းပုံသွင်းဖို့လိုပါတယ်ဘယ်လိုလဲဆိုတော့ငါကအချစ်ခံရဖို့အတွက်အရန်ကိုလွယ်ကူတဲ့သူတစ်ယောက်ဖြစ်တယ်။ငါဟာအချစ်ခံရဖို့ထိုက်တန်တယ်။ငါဟာတန်ဖိုးထားဖို့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်တယ်။ငါ့ကိုလူတွေကတန်ဖိုးထားကြတယ်။ငါ့ကိုလူတွေကချစ်ကြတယ်။ငါဟာကျမ်းမာပြီးတော့ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုရရှိထားတယ်။ငါဟာတကယ်ကိုကောင်းမွန်ပြီးတော့အရန်ကိုပျော်ရွှင်ဖို့ကောင်းတဲ့ relationship လေးကိုပိုင်ဆိုင်ထားတယ်စသဖြင့်ဒီလိုမျိုး affirmation လေးတွေပုံမှန်ယူရင်းနဲ့ကျမတို့က shift လုပ်ရမှာပေါ့နော်။ကျမတို့ရဲ့အုံနောက်ကလေကျမတို့ကဒါမကောင်းတဲ့အရာတွေနာကျင်တဲ့ခံစားမှုတွေဆိုရင်ကျမတို့ကပို့ပြီးတော့ဆွဲလန်းတက်ကြရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးစိတ်ထဲမှာနာကျင်မှုတွေမကောင်းတဲ့အရာတွေကိုတွေးမိတဲ့အခါမျိုးမှာတတိလေးကပ်ပြီးတော့အော်မဟုတ်ဘူးဒါကငါရဲ့အတိတ်မှာရှိခဲ့တဲ့အတွေးသက်သက်ပဲငါဟာအခုချိန်မှာတော့လူတိုင်းကချစ်ရသူတယောက်ဖြစ်နေပြီလူတိုင်းကလိုချင်ရတဲ့လူတယောက်ဖြစ်နေပြီဆိုပြီးတော့ဒါစိတ်ကိုအဲ့လိုမျိုးလေးဒါ shift လုပ်ရင်းနဲ့ပဲတဖြည်းဖြည်းချင်းလှုပ်ယူရင်းနဲ့ပဲပြောင်းလဲရမှာပေါ့နော်အဲ့လိုမျိုးပြောင်းလဲယူတဲ့အခါမျိုးမှာတရက်ကနေ2ရက်2ရက်ကနေတစ်ပတ်ကနေတစ်လကြာတဲ့အခါမှာကျမတို့ကတဖြည်းဖြည်းချင်းနဲ့ပေါ့နော်ကျမတို့ရဲ့နေထိုင်မှုကိုယုံကြည်မှုတွေကပါပြောင်းလဲသွားပြီးတော့ကိုယ့်ရဲ့တောင်းဝင်ခြင်းကအဲ့ဒီအချိန်မှာကိုအရင်ကဆက်ဆံတာထပ်ပို့ပြီးတော့ဒါကောင်းမွန်တဲ့ဆက်ဆံရေးတွေရရှိလာမယ်ကိုယ့်ရဲ့ specific person နဲ့မဟုတ်ဘဲနဲ့ကိုကလေးလုပ်ငန်းခွင်အလုပ်ခွင်တွေမှာကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုဟာအချစ်ခံရတဲ့လူသားတစ်ယောက်ဖြစ်ပြောင်းလဲလာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးပြောင်းလဲလာလို့ရှိရင်ကိုယ့်ရဲ့ဒီ manifestation ပေါ်မှာပို့ပြီးယုံကြည်လာမယ်ယုံကြည်လာတဲ့အခါမှာကိုယ့်ရဲ့ specific person ကိုရယူဖို့အတွက်ကလည်းဘာမှမခက်တော့ပါဘူးဒါကြောင့်ကျွန်မပြောချင်တာကဒီနေရာမှာလူတစ်ယောက်ကိုသွားပြီး manifest လုပ်မယ်ဆိုရင်ကျမတို့က lack ဖြစ်နေတဲ့ခံစားချက်ငါဟာမရသေးဘူးဆိုတဲ့အတိနဲ့သွားပြီးတော့ manifest လုပ်လို့မရပါဘူးဒီလိုဟာငါရဖို့အတွက်အရန်လွယ်ကူတယ်ဒီလိုဟာငါရဲ့ချစ်သူဘာဖြစ်လဲကျမတို့ကကျမမှာကိုယ်စိတ်ကြိုက်ကိုယ့်ရဲ့ကဘာထဲမှာနေလို့ရတယ်ကွာကျမတို့ရဲ့အတွေးထဲမှာကျမတို့စိတ်ကြိုက်ဒါတွေးလို့ရတယ်ဘယ်သူမှလာတားစရာမလိုသူကငါရဲ့ချစ်သူပဲဘာဖြစ်လဲကိုကမထားပါချစ်သူဟောမဟုတ်သေးကိုယ့်ရဲ့ crush ကိုကမင်္ဂလာဆောင်ခြင်းနဲ့သူလည်းငါနဲ့တကယ်ကိုတာယာတဲ့မိသားစုလေးပိုင်ဆိုင်လာပြီးငါတို့မှာတမီးလေးတယောက်ရှိရနာမည်ကဘယ်လိုခေါ်တယ်ငါတို့အိမ်လေးကဘသူစသဖြင့်ကိုယ့်ရဲ့အတွေးကဘာထဲမှာကိုကဒီဟာကိုmanifest လုပ်နေလို့ရတယ်ကွာဒါကြောင့်ကိုအမြဲတမ်းနှိမ့်ချတွေးတာကိုရှက်ပြီးတော့ကိုယ့်ရဲ့ self concept လို့ခေါ်တဲ့ကိုတန်ဖိုးထားမှုကိုဒါမြင့်မားလာအောင်တဖြည်းဖြည်းချင်းတည်ဆောက်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးကိုကမြင့်တဲ့နေရာကိုရောက်လေတခြားသူကကိုယ့်စီကိုလာဖို့အတွက်မောကြည့်ပြီးကိုနောက်ကိုပြေးလိုက်ရလေဖြစ်လာလိမ့်မယ်ပေါ့နော်ဒါကြောင့်ကျမတို့ကကိုယ့်စီကိုအပြင်ကအရာတွေရောက်လာအောင်လိုက်ဆွဲယူလို့မရဘူးကျမတို့ရဲ့အတွင်းစိတ်ကနေပဲဒါကိုမြင့်တင်ရင်းနဲ့ပဲဒီလူဟာကိုယ့်စီကိုရောက်လာအောင်ဆွဲငင်မှုပဲရပါတယ်ဒါဆိုရင်အဲ့လိုမျိုး self concept တွေပြီးပြီဆိုလို့ရှိရင်တော့လက်တွေ့လေ့ကျင့်ခန်းလေးတွေလာပါပြီအဲ့ဒါကဘာလဲဆိုတော့ visualization ပေါ့နော်အဲ့ visualization လို့ခေါ်တယ်ကျမတို့ဒါစိတ်ကူးရင်ခံစားတာပါစိတ်ကူးရင်မြင်အောင်တဲ့ဟာကို feeling ဆိုတဲ့ခံစားချက်လေးပေါင်းစပ်တာပါတရားတွေးကြည့်မယ်ဆိုတော့ခက်တယ်ဆိုပေမဲ့ဒါလွယ်ကူမဲ့လင်းလန်းလေးတစ်ခုကျွန်မပြပြပေးမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်မတို့ညအိတ်ခမ်းလေးတော့မဟုတ်ကျွန်မတို့အိတ်ရာကနိုးချင်းမှာဒါ9မိနစ်လောက်လေးပဲအချိန်ပေးပြီးတော့ပေါ့နော်စိတ်ကလေးကိုငြိမ်ငြိမ်လေးထားပြီးမျက်လုံးလေးကိုမှိတ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒါ specific person နဲ့ကိုယ်နဲ့ကအတူတူရှိနေပြီး
ကိုတို့မြောက်ကဘာတွေလုပ်နေတယ်မုတ်စားနေတယ်တို့မဟုတ်တိတ်နဲ့မှတူတူနေနဲ့ဟင်းလေးတွေချက်နေကြတယ်ပုံမှန်ပျော်ရွှင်တဲ့ relationship တစ်ခုကိုဒါကျမတို့ကအရန်စိတ်ကူးညင်ဆန်တဲ့ပုံစံကြီးမဟုတ်ဘဲနဲ့ကွာတကယ်ကိုပျော်ရွှင်တဲ့ relationship တွေပျော်ရွှင်တဲ့အိမ်အောင်ဘက်တွေကဘလို့နေထိုင်လဲဆိုတဲ့ပုံစံမျိုးလေးကိုနဲ့ဒါကိုယ့်ရဲ့ specific person ကိုယ့်ရဲ့တစ်ဖက်သူတွေကဒီလိုနေပြီဆိုပြီးမျိုးလုံးလေးမှာပုံဖော်ရင်းနဲ့အဲ့ moment လေးကိုခံစားကြည့်ပေါ့နော်ကျမမျိုးလုံးလေးမိတ်စိတ်ကလေးငြိမ်ပြီးကိုကအဲ့လိုမျိုးကိုလိုချင်တဲ့ဘဝလေးကိုဒါမျိုးလုံးထဲမှာစိတ်အာရုံထဲမှာဒါပုံဖော်ရင်းနဲ့အဲ့ဒီရဲ့ဒီတခဏ moment လေးရဲ့မှာကိုကပြုတ်ဝင်သွားပြီးတော့ဒီစိတ်ခံစားချက်တွေကိုမြင့်တက်အောင်လုပ်ရမယ်အဲ့လိုမျိုးကိုကဒါလေးကိုတွေးနေတယ်တဖြည်းဖြည်းပြောလာပြီးဒီအရာလေးကိုဒါကိုကရရှိနေပြီးတော့တဖြည်းဖြည်းခံစားလာရတဲ့အခါမှာကျမတို့ရဲ့ဒါစိတ်ကလေးတွေကြည်လာမယ်ဒီ manifestation ပေါ်မှာလည်းပုံမူပြီးယုံကြည်လာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ vibration energy တွေကတဖြည်းဖြည်းမြင့်တက်လာတာနဲ့အမျှကျမတို့ကဒီအရာတွေကိုစွဲငင်ဖို့အတွက်ဆိုတာကျမတို့အတွက်အရန်လွယ်သွားပါလိမ့်မယ်အဲ့လိုမျိုးကိုကဒီလိုမျိုးစိတ်ကူးရှင်ပြီးရဲ့အခါမျိုးမှာဒါကငါရတဲ့ငါတကယ်ကိုရရှိတဲ့ငါရဲ့တကယ်ဘဝပဲဒါမှငါရဲ့ reality ပဲအခုချိန်မှာငါကြုံတွေ့နေရတဲ့ပြင်ပလောကဆိုတာတကယ်မဟုတ်သေးဘူးဒါကငါရဲ့အတိတ်မှာကြံခဲ့တဲ့ manifestation တွေကိုဒါပြီးမြတ်အောင်လုပ်ဆောင်နေတာအခုငါရဲ့ manifestation အသစ်ကမှသာလေငါတကယ်လူစင်တဲ့ဘဝဒီဘဝဟာငါရမယ့်ဘဝငါရဲ့တကယ်ဘဝအစစ်လက်ရှိအချိန်ကြီးရပါတော့သူနဲ့ကိုယ်နဲ့ဝေးကွာနေဆိုအချိန်ကအရင်တော့ငါရဲ့ manifestation အဟောင်းတွေငါရဲ့ old belief system တွေကိုငါဟာဒါပြီးဆုံးအောင်လုပ်နေရတာအခုချိန်ကမှသာငါစိတ်ကူးရင်ပုံဖော်နေတဲ့အာယုံကမှသာဒီ manifestation ကမှငါရဲ့ဘဝအစစ်ဆိုပြီးတော့ကိုကဒါလေးကိုနှလုံးသွင်းကိုစိတ်ထဲမှာဒါမြဲလေးမှတ်ထားပြီးတော့ပေါ့နော်ကိုယ့်ရဲ့တနေ့တာရှေ့ဆက်လို့ရတယ်ဒီလေးချင်ကန်းလေးကိုညအိတ်ခံနေတော့မဟုတ်မနက်နိုးစဉ်အချိန်ပေါ့နော်အဲ့လိုအချိန်လေးမျိုးလေးမှာလုပ်ရင်ကောင်းပါတယ်ဘာလို့ကောင်းလဲဆိုတာကိုကျွန်မကနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးပြောပြပေးသွားပါမယ်ဒီအကြီးဆုံးကကိုယ့်ကိုဒါ force မလုပ်ပါနဲ့ငါမြင်အောင်ကြည့်ရမယ်ဖြစ်အောင်လုပ်ရမယ်ဆိုရင်အတင်းကြီးဖိအားပေးကြရမလို့ပေါ့နော်ကိုကတကယ်လို့စိတ်ကူးရင်လို့မရဘူးဆိုလို့ရှိရင်ဘာမှမဖြစ်ဘူးကိုယ်စိတ်ထဲမှာဒါ affirmation လေးခုနပြော affirmation လေးကိုပဲရွတ်နေသူနဲ့ငါနဲ့ကဘယ်လိုမျိုးအိမ်အောင်ရေးလေးကိုပိုင်ဆိုင်နေပြီဘယ်လိုမျိုးချစ်နေကြရဲသူဟာငါ့ကိုဘယ်လို view ဆိုင်တယ်စသဖြင့်ဒီလိုအရာလေးကိုရွှေရင်းနဲ့ပဲဒါပျော်ရွှင်တဲ့ခံစားချက်လေးကိုဖြည်းဖြည်းချင်းဒါမွေးမြူကြည့်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှင်တော့ဒါအဆင်ပြေတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ငါမရအောင်လုပ်ရမယ်ဘယ်လိုလုပ်ရမလဲမျိုးလုံးကမှိတ်ထားရမှာလားဖွင့်ထားရမှာလားလှည့်ရမှာလားထိုင်ရမှာစသဖြင့်ဒါတွေတွေးပူစရာမလိုစိတ်ကြည်ကြည်လင်းနဲ့ဒါပုံဖော်နိုင်ရင်ရပြီပေါ့နော်အဲ့လိုမျိုးစိတ်ပနဲ့လုံးမှတာလေ manifestation အဆင်ပြေပါတယ်အဲ့လိုမဟုတ်ပဲဖိအားတွေပေးမယ်ဆိုရှင်တော့ manifestation ဟာတဘာဝမကြတော့ဘဲနဲ့ရရှိမှာမဟုတ်ပါဘူးကဲဒါဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်မကစိတ်ကူးရှင်ပြီးရဲ့အခါမှာခုနကပြောသလိုပဲဒီဟာကြီးကငါတကယ်ရမယ့်ဘဝဒါကငါတကယ်ရပြီးသားဘဝဒါမှငါရဲ့ဘဝအစစ်ဆိုပြီးတော့ကိုကဒီ manifest ကို let go လုပ်လိုက်ဖို့လိုတယ်ပေါ့နော်ကျွန်မအချိန်မှာပထမအဆုံးပြောခဲ့သလိုပဲကျွန်မကလေဒါလူတယောက်ကိုစီကိုရောက်လာအောင်လုပ်ပြီးလို့ရှိရင်ဘယ်တော့လာမှလဲဘယ်နေ့လာမလဲသူဘလို့နေလဲလက်ရှိမှာဘယ်သူနဲ့ရှိနေလဲဆောက်သဖြင့်အရန်ကိုယ့်ရဲ့ reality ကိုအရန်သွားပြီးစစ်ဆေးတကြရဲပေါ့နော်အဲ့လိုလုပ်လေးကျွန်မတို့ရဲ့ manifestation ကကိုယ်နဲ့ဝေးကွာလေးပါပဲဒါကြောင့်ကျွန်တော်ပြောချင်တာကအဲ့လိုမျိုးတွေမလုပ်ဖဲနဲ့ခံစားချက်လေးထည့်ပြီးလို့ရှိရင်သူ့ကိုအခုချိန်မှာဘာလုပ်နေလဲဘာရှိနေဆိုတော့ကျွန်မတို့လုံးဝ check မလုပ်ပါနဲ့အခုချိန်မှာသူဘာပဲရှိနေပါစေအဲ့ဒါကကျွန်မတို့နဲ့မဆိုင်ဘူးကျမတို့နဲ့ဆိုင်တာကသူနဲ့ကျမတို့ဟာမကြခင်မှာပိုကောင်းတဲ့အနာဂတ်တစ်ခုကိုတူဖန်တီးနေပြီးဒါမှသာကိုယ့်ရဲ့ဘဝဖြစ်တဲ့အတွက်ကြောင့်အခုချိန်မှာမလိုအပ်တဲ့ဒါခံစားချက်အဟောင်းတွေကိုမယူနဲ့သူကိုလည်းမကြည့်နဲ့သူကတာလျင်ကိုကိုလိုက်ကြည့်နေပါစေသူကတာလျင်ကိုလိုက်ဆွဲနေပါစေအဲ့လိုမျိုးစိတ်ကလေးထားနိုင်ပြီကိုယ့်ရဲ့လက်ရှိမှာသူကို check လုပ်နေ energy တွေဒီ manifestation ပေါ်မှာ obsess ဖြစ်နေတဲ့ဒါတွေ့တာမှုတွေကိုကိုကလက်ကိုလုပ်နိုင်ပြီဖယ်ချနိုင်ပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ manifestation ကဒါအောင်မြင်လာပါပြီပေါ့နော် manifestation ဆိုတာကတခြားသူရဲ့စိတ်ကိုအတင်းအဓမ္မထိန်းချုပ်တာမဟုတ်ဘူး manifestation ဆိုတာကကိုယ့်ရဲ့ energy ရဲ့ကိုယ့်ရဲ့ assumption တွေကိုကိုယ့်ရဲ့ယူဆချက်တွေကိုပြောင်းလဲဖြစ်တဲ့ကိုယ့်ရဲ့အတွင်းစိတ်ကလှုပ်ဆောင်ချက်ပြုပြင်ချက်သာဖြစ်ပါတယ် specific person ကိုဘယ်လို manifest လုပ်ရမှာကိုတည်သွားလောက်ပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးအောင်မှာမလို့ဆက်လက်ဆောင်ကြည့်ပေးကြပါအောင်ရှင်